ထိုင်းလိုပေါက်တူးကိုတော့ကြော်လို့ခေါ်ပါတယ်နောက်ထပ်စကားလုံးလေးကတော့တန်မူပေါ့နော်တန်မူကိုထိုင်းလိုတပ်ပူနောက်ထပ်အုတ်ကိုတော့ထိုင်းလိုeat လို့ခေါ်ပါတယ်နောက်ထပ်စကားလုံးလေးကတော့ဟင်ဆိုတာကတော့ကြောက်ပေါ့နော်ကြောက်စစ်တွေခဲဟင်ကိုတော့ထိုင်းလိုဖလူးဝလို့ခေါ်ပါတယ်ဖလူးဝလွှတ်ကိုတော့ထိုင်းလိုเลื่อยလို့ခေါ်ပါတယ်กะเรียงဆိုတာကတော့တန်လက်ပေါ့နော်กะเรียงပေတိုင်းကျိုးပေါ့နော်ပေကျိုးကိုတော့ထိုင်းလိုဆိုင်วัดလို့ခေါ်ပါတယ်ဆိုင်ဆိုတာကကျိုးวัดဆိုတာကတိုင်းတာသည်ဆိုင်วัดပေကျိုးပေါ့နော်တဲကိုတော့ထိုင်းလိုဆိုင်လို့ခေါ်ပါတယ်ဆိုင်တဲกระเบื้องဆိုတာကတော့ကြွေပြားกระเบื้องดินဆိုတာကတော့မြေကြီးကိုခေါ်တာပေါ့နော်ดินတန်ကိုတော့ထိုင်းလိုlakeလို့ခေါ်ပါတယ်lakeတန်ที่ดินဆိုတာကတော့မြေနေရာที่ดินတူကိုတော့ထိုင်းလိုขอนလို့ခေါ်ပါတယ်ขอนတူคิมဆိုတာကတော့ပလိုက်ယာကိုခေါ်တာပေါ့နော်คิมဓာတ်ကိုတော့ထိုင်းလိုမျိုးပေါ့နော်ဒီနှစ်မျိုးခေါ်လို့ရတယ်အဲ့ဒါကတော့ meat ကဒါပဲဖရာကလည်းဒါပဲ meat ဖရာဆိုပြီးတော့နှစ်မျိုးပေါင်းပြီးတော့ဒါလို့လည်းခေါ်လို့ရပါတယ် meat ဖရာรถบนถนนรถဆိုတာကတော့ကားบนဆိုတာကကြိတ်တီပေါ့နော်ถนนဆိုတာကလမ်းကြီးဆက်ပေါ့နော်ပေါင်းလိုက်ရင်တော့รถบนถนนတတရာကိုတော့ထိုင်းလိုยางมะตอยလို့ခေါ်ပါတယ်ยางมะตอยประแจဆိုတာကတော့กว่าပေါ့နော်ประแจแว่นตานิรภัยဆိုတာကတော့ဆောက်လုပ်ရေးသုံးမျက်မှန်ပေါ့နော်ဒီဘေးကင်းဖို့အတွက်သုံးတဲ့မျက်မှန်လိုမျိုးခေါ်ပါတယ်แว่นตานิรภัยနောက်ဆုံးစကားလုံးလေးအနေနဲ့ဒီဆောက်လုပ်ရေးသုံးအုတ်ထုပ်ကိုတော့หมวกนิรภัยလို့ခေါ်ပါတယ်